တေမင်းတမန်ရထားလိုင်းရဲ့ကွယ်ဝှက်ထားတဲ့စနစ်ရန်နေရအချိန်ကညတစ်ခေါင်ရန်ကြော်သွားပြီနေရာကမုံပြည်နယ်တန်ဖြူစရက်ကနေတောင်ဘက်ကိုအတော်လေးဝင်သွားရရင်တောနက်ကြီးတစ်ခုလေးမှာ1943ခုနှစ်ရဲ့မုတ်တုံရာသီဆိုတော့မိုးကလေရေတံခွန်ကကြသလိုတွန်ချနေရုပ်ရှင်တွေထဲမှာဆိုရင်စစ်ပွဲတစ်ခုကိုပြတော့မယ်ဆိုရင်ဘုံပေါက်ကွဲတံတွေတနက်တံတွေလေရင်ပြန်တံတွေနဲ့စူညံနေမှာပေါ့ဒါပေမဲ့ဒီတောနက်ကြီးထဲမှာတော့အဲ့ဒီလိုမဟုတ်ဘူးဗျာကြားနေရတာကတံမီးနဲ့ကြောက်သားရိုက်ခတ်တယ်ရှုံးဘွက်တွေထဲမှာရှောက်နေတဲ့ခြေတံတွေပြီးတော့ယောဂဝေဒနာကြောင့်အန်ကျိတ်ပြီးရင်းညူနေတဲ့လူတွေရဲ့အသက်ဒီနေရာကိုဘီဂီတောင်စခန်းလို့ခေါ်ကြတယ်အဲ့ဒီခေတ်ကဒီတောလေးကိုရောက်လာတဲ့သူတွေအတွက်တော့ဒီနာမည်ကငရဲပြည်ရဲ့တခြားနာမည်တစ်ခုပါပဲမီးတုံးရောင်ဝါဝါလေးအောက်မှာလှုပ်ရှားနေတဲ့လူတွေရှိတယ်လို့မြင်အောင်ကြည့်လိုက်သူတို့ခန္ဓာကိုယ်မှာအဝတ်စားဆိုလို့ကပုံစားလေးတွေကလွင်ဘာမှမရှိကြတော့မိုးရေတွေချွေးတွေရှုံနေရောလူးနေတယ်အသားတွေမရှိတော့ဘူးအယိုးဘောအရေးတင်ဖြစ်နေပြီဒါပေမဲ့သူတို့လက်ထဲကတူရင်းနေမြေတူးတဲ့စူးတွေကတော့ရက်မသွားဘူးဗျကြောက်သားမြေသားတစ်တုံအကျန်းအရာတွေကြားမှာညာကြီးမိုးချုပ်လမ်းဖောက်နေကြရတယ်မရက်ရဲဘူးလေဘေးနားမှာဂျပန်စစ်သားတွေကဝရင်တုပ်တွေကင်ပြီးတော့စောင့်ကြည့်နေတာကိုဒီလူတွေကဘသူတွေလဲတချို့ကတစ်ချိန်လုံးကလန်ဒန်မြို့ပေါ်မှာစရင်ကင်လောက်ခဲ့ဘူးသူတွေဖြစ်ကောင်းဖြစ်နိုင်တယ်တချို့ကကြတော့မြန်မာပြည်အောက်ပိုင်းကလေကွင်းနေတဲ့မှာအေးအေးချမ်းချမ်းနေခဲ့ကြတဲ့ရိုးသားတွေရွာသားတွေဆိုပါစို့ပြီးတော့မလေးကျွန်းဆွေဘက်ကနေလှည့်စားပြီးခေါ်ခံခဲ့ရတဲ့အလုပ်သမားတွေဒါပေမဲ့ဒီတော့ဒီရှုံးဘွက်တဲကိုရောက်သွားတဲ့ချိန်မှာတော့သူတို့ဘသူလဲဆိုတာအရေးမကြီးတော့ဘူးသူတို့အားလုံးကဒန်းတူပဲလူဆိုတဲ့ဂုံတိတ်ခါတွေအားလုံးပျောက်ကွယ်သွားပြီးတော့ဆက်ရန်နေရာကြီးတစ်ခုလဲပတ်ဖို့ထင်းခွဲထည့်ရတယ်လို့အသက်တွေကိုအလွယ်တကူအစားထိုးအသုံးပြုခံလိုက်ရတယ်ဘီဂီတောင်စခန်းရဲ့နေစဉ်ဘဝကတွေးကြည့်လို့တော့မရနိုင်လောက်အောင်ဆိုးရွားတယ်ဝါနဲ့ထိုးထားတဲ့တဲဆုပ်လေးတွေထဲမှာပူးကပ်ပြီးတော့အိပ်ရတယ်ညဘက်ဆိုရင်ဘေးနားကလူတွေစီကနေပြင်းထန်တဲ့ဝမ်းယောဂါကြောင့်အော့အန်နေတဲ့အတန်ညီးတွားနေတဲ့အတန်တွေကိုကြားနေရတယ်မနဲ့မိုးလင်းလုံးအလုတ်ဆင်းမို့ထားတဲ့အခါကိုဘေးနားမှာအိတ်နေတဲ့သူအသက်ရှူသေးလားဆိုတာကိုအရင်ဆုံးစမ်းကြည့်ရတဲ့ဘဝမျိုးစေဝါဆိုတာဝေလာဝေးစားစရာဆိုလို့စံချမ်းကိုရေကျဲကျဲပြုတ်ထားတဲ့စံပြုတ်ဝေးရှိတယ်အဲ့ဒီစံပြုတ်ကိုတောက်ပြီးတော့တရက်ကိုနိုင်ပေါင်းများစွာမနာတန်းတောင်ဖြိုမြေတူးလောက်ကြရတယ်သူတို့တွေဒီငရဲခန်းတွေကိုဘလို့များရောက်လာကြရလဲဒီလောက်များပြားတဲ့လူအုပ်ကြီးကိုဒီတောနက်ကြီးတဲ့အရောက်ပို့ဝေးလိုက်တဲ့စစ်ဆက်ရန်နေရကြီးရဲ့ဝင်ပေါက်ကဘယ်မှာလဲကဲကျွန်တော်တို့ဇလန်းစားခဲ့တဲ့နေရာစီကိုတွားကြည့်ကြရအောင်ဒီကနေ့ခေတန်ဖြူစဲကိုရောက်ဖို့တဲ့မိတ်ဆွေတွေရှိပါလိမ့်မယ်တရက်လှပတဲ့စစ်သင်းကြီးတစ်ခုရှိမယ်မြက်ခင်းစိမ့်စိမ့်တွေအဖြူရောင်အုပ်ကူလေးတွေနဲ့အရန်ကိုအေးချမ်းတယ်အထိမ့်မှန်ရထားကောင်းတွဲဟောင်းလေးတစ်ခုရှိမှဓာတ်ပုံရိုက်ကြတယ်ဒါပေမဲ့ဗျအခုခမရတို့မြင်နေရတဲ့အဲ့ဒီပုံရိပ်ကိုခဏလောက်မေ့ထားလိုက်ပါလွန်ခဲ့တဲ့10စုနှစ်10ခုလောက်ကတန်ဖြူစရက်ဆိုတာကမြေပုံပေါ်ကအေးချမ်းတဲ့မြို့ငယ်လေးတစ်ခုမဟုတ်ဘူးအရှိတောင်အာရှတစ်ခွင်လုံးကလူတွေကိုစုပ်ယူဝါမျိုးမဲ့စစ်ဆက်ရန်နေရကြီးဝင်ပေါက်ကြီးဖြစ်ခဲ့ကျွန်တော်တို့1942ခုနှစ်နှောင်းပိုင်းကာလတန်ဖြူစရက်ဘူတာယုံကြီးတွေကိုဝင်ကြည့်ကြရအောင်ပတ်ဝန်းကျင်တစ်ခုလုံးမှာကြောင်မီးသွေးနှံ့တွေရေနံစီနှံ့တွေနဲ့လူတွေရဲ့ချွေးနှံ့တွေကထောင်းထောင်းထနေရထားတွဲကြီးတွေဒဇင်းမီဒဇင်းအုပ်အုပ်ဆွဲပြီးတော့ဆိုက်ရောက်လာဒါပေမဲ့အဲ့ဒီရထားတွဲတွေပုံမှာပါလာတာကစစ်လက်နက်တွေကုန်ပစ္စည်းတွေမဟုတ်ဘူးတန်တကားတွေပွင့်သွားတဲ့အခါမွန်းကျက်ပြီးနွမ်းနယ်နေတဲ့ခန္ဓာကိုယ်တွေကပလက်ဖောင်းပေါ်ကိုတယောက်ပြီးတယောက်ဆင်းလာကြတယ်ဘူတောင်ယုံပလက်ဖောင်းပေါ်မှာဂျပန်စစ်သားတွေရဲ့အော်ခဲငောင်ငန်းတန်တွေကြားမှာပဲလူတွေကိုအုပ်စုခွဲနေတယ်ဒီနေရာဟာလူတွေကိုကုန်ကျန်းပစ္စည်းတွေလို့သဘောထားပြီးတော့တော်တွေပို့ဖို့စတင်စီမံတဲ့နေရာပါပဲဘူတာယုံနာကဝါတဲလျာအရှိကြီးတွေထဲမှာဆေးရုံလို့ဆိုင်းမုတ်တက်ထားတဲ့နေရာတစ်ခုရှိတယ်နမရတာဆေးရုံဗျာတကယ်တမ်းဆေးဝါဘာမှမရှိဘူးတော်ရင်စခန်းနေရာနေအသေးတပိုင်းပြန်တယ်လာတဲ့လူတွေကိုဒီမှာပဲပုံထားလိုက်တာကုသဖို့ထက်နောက်ဆုံးထွက်သက်ကိုစောင့်ဆိုင်တဲ့အခန်းသက်သက်လို့ဖြစ်နေတန်ဖြူစဲမြို့တွေကမြေနီလမ်းမကြီးပေါ်ကြည့်လိုက်ပါလမ်းမရဒေသခံတွေကတကားဝါးတွေကနေငေးကြည့်နေကြသိမ်းထားနေကြတယ်လမ်းမပေါ်မှာတော့ကိုစီအထုပ်ပိုးတွေတဲဆောက်ဖို့ဝါးတွေရိတ်ခါတဲ့ထမ်းထားတဲ့လူအုပ်ကြီးကတောင်ဘက်ကိုတန်းစီထွက်ခွာနေကြပြီဒီမြေနီလမ်းဘေးကတန်ဖြူစရက်ကနေစတင်ပြီးတော့ဘီဂီတောင်လိုစခန်းတွေတဆင့်ကိုဖျားသုံးစုတောင်ကြောက်ဖြတ်သွားတာပါတန်ဖြူစရက်ကိုကြောခိုင်းပြီးတော့အဲ့ဒီတောနက်ကြီးတွေခြေချလိုက်တာနဲ့ပြင်ပကဘာရဲ့ဥပဒေတွေလူခွင့်ရေးတွေဆိုတာလုံးဝအဆုံးသတ်သွားပါပြီမေးစရာရှိတာကဂျမန်စစ်တပ်ကလူအသက်တွေကိုဒီလောက်ပေါ်ပေါ်တည်တည်စတေးပြရလောက်ဘာကိုကြောက်နေကြရအဖြေကဒီမြေနီလမ်းမပေါ်မှာမရှိဘူးဒီနေရာကနေမိုင်မောင်းထောင်ချီဝေးတဲ့သမုတ်တရားကြီးတစ်ခုထဲမှာရှိနေဒီရှုံးဘွက်တွေဒီတောနက်ကြီးတွေမှာဘာလို့လူတွေတောင်းနေချီအသေးခံပြီးတော့လမ်းဖောက်နေရတာလဲဆိုတဲ့အဖြေကမြေပြင်ပေါ်မှာမရှိဘူးဗျအဲ့ဒီအဖြေကဒီနေရာကနေမိုင်မောင်းထောင်ချီဝေးတဲ့ပစိဖိတ်သမုတ်တရားကြီးတွေကအကြောက်တရားတစ်ခုကနေစတင်ခဲ့တာပါ1942ခုနှစ်အစောပိုင်းကာလတွေကိုပြန်ကြည့်ရင်ဂျပန်အင်ပါယာကအာရှတခွင်မှာဘယ်သူမှတားလို့မရတဲ့မုန်တိုင်းတစ်ခုလိုဖြစ်နေတဲ့အချိန်ပေါ့
မလေးကျွန်းဆွဲစင်ကာပူမြန်မာပြည်အကုန်လုံးကိုအချိန်တိုအတွင်းမှာအလွယ်တကူသိမ်းပိုက်နိုင်ခဲ့ဒါပေမဲ့1942ခုနှစ်အလယ်ပိုင်းလေးရောက်ရောပစိဖိတ်သမုဒ္ဒရာတွေကနေကော်ရစီနဲ့မစ်ဝေးလို့ခေါ်တဲ့ရေပြင်တိုက်ပွဲကြီးတွေမှာဂျပန်ရေတပ်ကအကြီးကျယ်အရေးနိုင်သွားတယ်ဒီအရှုံးကနေပဲဂျပန်စစ်တင်နာပတိတွေရင်ထဲကိုအေယာမကြောက်တရားတကူဝင်လာတယ်အဲ့ဒီအကြောက်တရားဘာလဲဆိုတော့မြန်မာပြည်မှာရောက်နေတဲ့ဂျပန်စစ်တပ်ကြီးစီကိုလက်နက်တွေရိတ်ခါတွေလူသွင်းအင်အားတွေပို့ဖို့ကပင်လယ်ရေကြောင်းအရင်လိုစိတ်ချလက်ချသုံးလို့ရတယ်လည်းမဟုတ်တော့အခုတော့မဟာမိတ်တွေရေငုပ်သင်းမောတွေလေရင်တွေကြက်စားရတေမင်းကွင်းမြင်ဖြစ်သွားပြီဒါပေမဲ့ဂျပန်စစ်တပ်ကမြန်မာပြည်ကနေတဆင်အိန္ဒိယကိုဆက်ပြီးတော့ထိုးစစ်ဆင်ကျင်သေးတယ်ကဲအိန္ဒိယကိုတိုက်ဖို့ဆိုရင်မြန်မာပြည်စစ်မျက်နှာကိုတနေ့ကိုကုန်တန်းချင်း3000လောက်မဖြစ်မနေပို့ဖို့လိုလာတယ်ပင်လယ်လမ်းကလည်းပိတ်သွားပြီလိုအပ်တဲ့ရိတ်ခါလည်းတော်တော်များတဲ့ပမာဏဒီတော့ထောက်ပို့လမ်းကြောင်းပြဿနာကြီးကိုဖြေရှင်းဖို့အတွက်စစ်တပ်အာဏာပိုင်အဖွဲ့အစည်းကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။အဲ့ဒါကတော့ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံတန်ဖြူစရက်အထိကိုတောတောင်တွေကိုဖျက်ပြီးတော့ရထားလမ်းဖောက်ဝင်ဆိုတာပါ။ဒီနေရာမှာကိန်းကနန်းလေးတွေကိုနည်းနည်းရှင်းပြခြင်းနေဗျ။တချို့မှတ်တမ်းတွေမှာဒီရထားလမ်းအရှည်ကို415ကီလိုမီတာလို့ရေးကြသလိုဒနတခါရစစ်သေးချိုင်းကော်မရှင် CWGC လို့တရားဝင်မှတ်တမ်းတချို့မှာကြတော့424ကီလိုမီတာလို့တွေ့ရလိမ့်မယ်။ဘာလို့ကွာနေလဲဆိုရင်အဓိကသွားရမယ့်တရားဝင်လမ်းကြောင်းက415ကီလိုမီတာ258မိုင်ပေမဲ့မဟာမိတ်လေယာဉ်တွေကအဓိကတရားတွေကိုလာဘုံကျဲတဲ့အခါမှာရထားဆက်ပြေးလို့ရအောင်ရှောင်းခွင်းဖောက်ရတဲ့အရန်လမ်းတွေဘူဒါယုံလမ်းခွဲတွေကိုပါအကုန်ထဲတွင်ရင်424ကီလိုမီတာထိရှိသွားတယ်ဗျဒီနေရာမှာစဉ်းစားစရာတစ်ခုရှိလာနှစ်ဖျားရမ်းထူတဲ့ဒီတောကြီးမြန်မဲထဲမှာဒီလောက်ခီးဝေးတဲ့ရထားလမ်းကိုအချိန်တိုတိုနဲ့ဘလို့လုပ်ပြီးတော့အပြီးဖောက်မလဲအင်္ဂလိပ်ခေတ်ကလေးကမဖြစ်နိုင်ဘူးဆိုပြီးတော့လက်လျှော့ထားတဲ့လမ်းမှာဒါပေမဲ့ဂျပန်တွေကလုံနိုင်ခဲ့ဘာလို့လဲဆိုတော့တန်မဏိတွေမြေတူးဆက်တွေမရှိတဲ့အခါမှာလူကိုပဲဆက်ရမ်းနေရလို့တုံးပြစ်လိုက်လို့ပါဒီဖြစ်စဉ်တစ်ခုလုံးကိုပြန်ကြည့်ပါဂျပန်တွေရဲ့နေမြေချဲ့ခြင်းနဲ့လောဘအဲ့ဒီကနေပင်လယ်လမ်းအပိတ်ခံရတဲ့အကြောက်တရားရိတ်ခါပို့ဖို့ခတ်လာတဲ့အခါမှာအထက်ကစစ်ဗိုလ်ချုပ်တွေကဘလောက်ရင်းရလမ်းဖောက်မယ်ဆိုပြီးတော့အမိန့်ပေးလိုက်ကဲနောက်ဆုံးတော့လေအဲ့ဒီအမိန့်ဒဏ်ကိုမြေပြင်ကတာမန်လူတွေအသက်နဲ့ရင်းပြီးတော့ပေးဆက်လိုက်ရတာပါဒီလောက်ကြီးမားတဲ့စီမံကိန်းကြီးလေပတ်ဖို့အတွက်လူတွေဘလောက်တောင်သုံးခဲ့ရလဲအနောက်နိုင်ငံတွေကရိုက်တဲ့ရုပ်ရှင်တွေမှတ်တမ်းတွေကိုကြည့်ရင်ဒီထားလမ်းမှာဒုက္ခခံခဲ့ရတာကမျက်နှာပြူစစ်တုံးပန်းတွေပဲလို့ထင်ရရှိတယ်ဗျဒါလည်းမှန်ပါတယ်ဗြိတိရှ၊ ဒက်ရှ်၊အမေရိကန်နဲ့ဩစတြေးလျစစ်တုံးပန်း6000လောက်ဒီငရဲကန်းတွေကိုရောက်ခဲ့အဲ့ဒီထဲကနေ12000ကျော်တေဆုံးခဲ့ရတယ်သူတို့ရဲ့နာကျင်မှုတွေကတမိုင်းမှာအတိအကျကြံနေခဲ့ဘာလို့လဲဆိုတော့တောကြီးမြတ်မဲထဲမှာတောင်တေဆုံးသူစင်းတွေကိုဝါကြီးတောက်တွေထည့်ပြီးတော့ရှုပ်ဝက်သိမ်းသားပေးခဲ့တဲ့စစ်တပ်အရာရှိတွေဆရာဝန်တွေပါသွားလို့ပါဒါပေမဲ့ဒီမှတ်တမ်းတွေရဲ့နောက်ွယ်မှာတမိုင်းတွေကနေအဖျောက်ခံလိုက်ရတဲ့နောက်ထပ်လူအုပ်ကြီးတခုရှိနေသေးတယ်ဗျဂျပန်တွေကသူတို့ကိုရမူရှာလို့ခေါ်တဲ့အာရှသားအလုပ်သမားတွေပဲသူတို့ကစစ်သားတွေမဟုတ်ဘူးဗျတာမန်ရက်သားတွေမှတ်တမ်းတွေရာဒီရထားလမ်းမှာကအာရှသား2သိန်းကနေ2သိန်း9000တိအတင်းကျပ်ခိုင်းစေခံခဲ့ရတယ်ဘလောက်တည်ဆုံးခဲ့လဲလို့မေးရင်လူ9000ခွဲကနေ3သိန်းထိအရန်ကိုကွာဟနေတွေ့ရလိမ့်မယ်ဘာလို့ဒီလောက်တောင်ကွာနေရတာလဲတေချာရည်တွက်ထားတဲ့စင်းမရှိလို့လားဟုတ်ပါတယ်တကယ်တော့ဂျပန်စစ်တပ်ကအာရှသားတွေအတွက်စည်ရင်တိတိကျကျမလုပ်ခဲ့ပါဘူးစစ်ရှုံးတော့မဲ့အချိန်မှာလည်းအထောက်ထားတွေအကုန်မီးရှို့ဖျက်ဆီးပစ်ခဲ့ကဲအဲ့ဒီတော့တောထဲမှာဝမ်ယောဂါနဲ့အစုလိုက်ပြုံလဲတေသွားတဲ့သူတွေတောတွေကိုထွက်ပြေးရင်လမ်းခုလက်မာတွေတေသွားတဲ့သူတွေကိုသူတေတီတွေကအကွာဟကြီးကြီးနဲ့မှန်းယုံပဲမှန်းနိုင်တော့ဒါကစင်းစရာမှားတာမဟုတ်ဘူးမိတ်ဆွေစစ်အင်ပါယာကြီးတစ်ခုဟာအာရှသားတွေအသက်ကိုဘလောက်ထိတန်ဖိုးမထားခဲ့ဘူးလဲဆိုတဲ့သက်သေပါပဲမလေးရှားဘက်ကနေရာဘာချန်အလုပ်သမား9800ကျော်ကိုခေါ်ယူခဲ့ပြီးတော့အဲ့ဒီထဲက40ရာခိုင်နှုန်းလောက်တေဆုံးခဲ့တယ်လို့ဆိုတယ်ကဲမြန်မာပြည်ရောချွေးတက်ဆိုတဲ့နာမည်နဲ့မြန်မာအလုပ်သမား9000ကျော်အတင်းကျပ်ဆွဲခေါ်သွားခမန်းချက်တွေရအဲ့ဒီထဲက3000ကနေ4000ကျော်လောက်ကဒီလမ်းပေါ်မှာယောဂဘေးနဲ့အသက်ပြောက်ခဲ့ရတယ်ဒီရထားလမ်းမှာတရားပေါင်း688စင်းဘူဒါယုံပေါင်း60ကျော်စောက်ခဲ့ရတယ်ဒါပေမဲ့တရား680စင်းကိုတမ်မဏိမရှိလို့တောတွေကတစ်တုံးတွေဝါးတွေနဲ့ပဲကျိုးတုပ်ပြီးစောက်ခဲ့ရဆက်ရန်နေရတွေဘူဒိုဇာတွေမရှိတဲ့ခါမှာအေယာမတစ်တုံးကြီးတွေကိုလူတွေကပဲပခုံးနဲ့ထမ်းတန်လန်းတွေကိုလူတွေကပဲလက်နဲ့တက်ခဲ့ရတာပါပြောရရင်ဒီအာရှသားတွေစစ်တုံးပန်းတွေခန္ဓာကိုယ်တွေကိုစက်ပစ္စည်းတွေလိုသုံးပြခဲ့ကြတာပါဒီစနစ်ကြီးမြေပြင်မှာဘလို့အလုံးလုံးသွားလဲဆိုတော့တေချာမြင်ရဖို့တန်ဖြူစရက်ကနေတောင်ဘက်40ကီလိုမီတာလောက်အကွာမှာရှိတဲ့ဘီကီတောင်စခန်းစီကိုကျွန်တော်တို့သွားကြည့်ကြမယ်ဗျ1942-43ခုနှစ်တွေတုန်းကဆိုရင်အဲ့ဒီ40ကီလိုမီတာခရီးဆိုတာကလူလောကနဲ့ငရေပြည်ကိုပိုင်းခြားထားတဲ့မြင်းတစ်ချောင်းလိုဖြစ်နေပါပြီစခန်းနဲ့ခြေချလိုက်တာနဲ့ပထမဆုံးကိုစီးကြိုနေတာအနံဆိုးတွေပါပဲမိုးရေကြောင်စိုးထိုင်းပုတ်ဟောင်းနေတဲ့မြေကြီးနဲ့လာနေကြီးရေမချိုးရတဲ့လူထောင်ပေါင်းများစွာရဲ့ချွေးနဲ့ပြီးတော့ပုတ်တိုးနေတဲ့အနာစိမ်းတွေကနေထွက်လာတဲ့သွေးပြက်စရာအနံ့တက်တွေကလေတူထဲမှာအပြည့်ပဲမှတ်တမ်းတွေထဲမှာဆိုရင်ဒီစကန်မှာ Black Force လို့နာမည်ဝှက်ပေးထားတဲ့ Australia စစ်သားတွေ Java ကျွန်းဘက်ကနေဖမ်းခေါ်လာတဲ့ Dutch တပ်ဖွဲ့ဝင်တွေရှိတယ်။အဆိုးဆုံးကတော့ပစိဖိတ်သမုဒ္ဒရာတွေမှာတင်မောနစ်လို့အသက်လူထွက်ပြေးလာရတဲ့ American ရေတပ်သားတွေပါဒီတောနဲ့ကြီးတွေကိုစစ်တုံးမှန်းဖြစ်နေရောက်လာကြတာ
သူတို့နဲ့တိတ်မွေးတဲ့နေရာတွေမှာလည်းအမည်မသိအာရှသားလုပ်သမားတွေကဒီငရဲကိုအတူတူခံစားနေရကြတာဗျသူတို့ရဲ့နေစဉ်ရှင်သန်မှုဆိုတာကရေထဲမှာစံစစ်ခက်ကြဲကြဲလေးပါတယ်စံပြုတ်တစ်ခွက်ပါပဲအဲ့ဒီစံပြုတ်ကိုတောက်ပြီးတော့မနက်မိုးလင်းကနေမိုးချုပ်တဲ့အထိအလုပ်လုပ်ကြရတယ်အာဟာရမရှိတော့ဘယ်ရီလို့ခေါ်တဲ့ယောဂဝင်လာပြီးတော့ခြေတွေလက်တွေကဖောင်းယောင်လာဒါပေမဲ့ဘလောက်ပဲအားရင်ကုန်ခန်းနေပါစေမိုးရေတွေရှုံပွက်တွေကြောက်တုံးတစ်တုံးနေကြမှာလမ်းဆက်ဖောက်နေရတာပဲတောထဲမှာဆိုတော့ဗျာအလုံးလုံးရင်းနဲ့တင်ကိုင်းပုတ်မိတာကြောက်ခဲရှားမိတာလေးနေရနေအနာစိမ့်တွေစဖြစ်လာအစေးဝါလည်းမရှိတော့အဲ့ဒီအနာစိမ့်သေးသေးလေးတွေကနေအရေပြားကနေအယိုးဒီပေါက်ထွက်သွားတဲ့အထိကိုစပြစ်လိုက်တာဗျဒါပေမဲ့ဂျပန်အဆောက်နေရတယ်ဂရုမစိုက်ဘူးလမ်းလျှောက်နိုင်သေးတွေကိုခိုင်းနေတော့တာပဲဘီဂီတောင်စခန်းမှာကြောက်စရာအကောင်းဆုံးအချိန်ကအလုံးလုံးရတဲ့အချိန်မဟုတ်ဘူးဗျညဘက်အိပ်ရတဲ့အချိန်တွေပါဝါချမ်းကျန်းခဲ့တဲ့ပုံမှာငပိသိတ်ငချင်သိတ်ကိုအိပ်ရတယ်ဘေးနာလူရဲ့ဝမ်းကိုက်ယောဂကြောင့်ညှဉ်းညူတန်းတွေငှက်ဖျားမိပြီးတော့ဒဇက်ဇက်တုံနေတဲ့အတန်တွေကိုနားထောင်ရင်းနဲ့မိုးလင်းရတာမနေ့အလုပ်ဆင်းမို့ထားတဲ့အခါမှာကိုဘေးနာကတငယ်ချင်းအသက်ရှူသေးလားလို့အရင်ဆုံးစမ်းကြည့်ရတဲ့ဘဝမျိုးရောက်နေကြပြီမှတ်တမ်းတွေအရဆိုရင်1940နိုဝင်ဘာလောက်ကတည်းကစခန်းမှာတောက်ရည်တန်းရဖို့ခတ်သွားပြီဗျအဲ့ဒီအကျိုးဆက်က1943ဇွန်လမုတ်တုံမိုးအသေးထန်ဆုံးအချိန်မှာအစိုးဆုံးကိုရောက်သွားတယ်ကာလဝမ်ယောဂကတ်ဆိုးကြီးကစခန်းထဲကိုဝင်လာတာပဲဗျကာလဝမ်ယောဂဆိုတာကနိုင်ပိုင်းတွင်းမှာနေမယ်အသက်ကိုနှုတ်ယူသွားတာပါမနက်ပိုင်းကကောင်းနေသေးတဲ့သူကနေ့လေလောက်မှရေတက်တွေခန်းချောက်သွားပြီးတော့ညနေဆောင်းတာနဲ့လူအသွင်တောင်မရှိတော့ဘဲနဲ့တေးကွေရှုံးသွားတဲ့အလောင်းကောင်တစ်ခုဖြစ်သွားတော့တာပဲဒီအချိန်မှာစခန်းထဲကဆရာဝန်တွေဖြစ်တဲ့ကပတိန်ဂျွန်ဟစ်ကင်စ်နဲ့ဒေါက်တာဟက်ကင်တို့ကနိုင်စရာလန်းသိမ်းမရှိတဲ့ဒီယောဂါကိုအသေးအံခုခံကြရတော့တာပဲစေဝါဘာမှမရှိတဲ့အတွက်သူတို့လုံနေတာတစ်ခုတည်းပဲရှိတယ်အဲ့ဒါကတော့တတ်နိုင်သမျှတန်ရှင်းကိုတင်းကျပ်ပစ်တာပါတောက်ရည်မှန်သမျှကိုပြုတ်သွားတယ်ဇုံးတွေကိုရင်နှွေးပူတွေမှာပြုတ်သွားတယ်မှတ်တမ်းဟောင်းတွေထဲမှာတွေ့ရတဲ့စတူဝပ်တို့သောမတ်တို့လိုတာမန်လူငယ်လေးတွေကအိမ်မြန်ချင်းနဲ့မျှော်လင့်ချက်လေးတွေနဲ့အတူဒီတောနဲ့ကြီးတွေမှာပဲအပီးတိုင်ပြောက်ွယ်သွားခဲ့ရရှာတယ်ဗျဒါဆိုရင်မိတ်ဆွေကျွန်တော်တို့တေချာပြန်တွေးကြည့်ဖို့လိုလာပြီဒီလောက်ကြောက်စရာကောင်းတဲ့စခန်းတစ်ခုလဲပတ်နိုင်အောင်ဘလို့အာနာရန်နီယာတွေကလူတွေကိုဒီတောတွေကြောင်အတင်းညက်တွန်းပို့ခဲ့တာလေအခုကျွန်တော်တို့ဒီကနေ့ခေတ်တန်ပြူစရက်မြို့လေးစီကိုတွားကြည့်ကြရအောင်တန်ပြူစရက်စစ်သိန်းချိုင်းတွေကိုခြေချလိုက်တာနဲ့ပထမဆုံးသတိထားမိမှာကအရန်ကိုတိတ်ဆိတ်ငြိမ်သက်နေတာပါတက်ရညှိထားတဲ့မြက်ခင်းစိမ့်စိမ့်ကြီးပေါ်မှာအဖြူအောင်ကြောက်တိုင်လေးတွေကစစ်ရေးပြနေတဲ့စစ်သားတွေလိုအစီရှိနေကြတယ်မှတ်တမ်းတွေအရဆိုရင်ဒီသင်းချိုင်းမှာဩစတြေးလျ1335ယောက်ဗြိတိရှား1651ယောက်ဒက်ရှ်တွေက621ယောက်စုစုပေါင်းမဟာမိတ်စစ်တုံးပန်း3618ယောက်ရဲ့အုပ်ကူတွေရှိနေစစ်ပွဲပြီးတာနဲ့နှစ်ပေါင်း80ကျော်ခဲ့ပြီဆိုပေမဲ့သူတို့ရဲ့နာမည်တွေကဒီကြောက်တိုင်တွေပေါ်မှာပဲထင်ထင်ရှားရှားရှိနေတော့မှာဒါပေမဲ့ဒီလိုလှပတဲ့မြင်ကွင်းကိုကြည့်နေရင်ကျွန်တော်တို့မျက်စိရှိမှလည်းလုံးဝပျောက်ဆုံးနေတဲ့အရာတစ်ခုမြင်အောင်ကြည့်ဖို့လိုတယ်ဗျအဲ့ဒါကဒီသင်းချိုင်းအပြေမဲ့တောအုပ်တွေထဲမှာပျောက်ဆုံးနေတဲ့အာရှသားအလုတ်သမား2သိန်းကျော်ဆိုတဲ့အရေးအတွက်ကြီးပါပဲဒီနေရာမှာတမိုင်းရဲ့အနာကျင်ရဆုံးမေးခွန်းတစ်ခုမေးကြည့်အောင်ဘသူနာမည်ကကြောက်တိုင်ပေါ်ကြံခဲ့ပြီးတော့ဘသူနာမည်ကတောထဲပျောက်သွားတယ်စစ်တုံးမဲ့3000ကျော်တဲ့ဒီလောက်တက်ရက်တဲ့သင်းချိုင်းကြီးတစ်ခုရှိနေချိန်မှာအသက်ပေးခဲ့ရတဲ့အာရှသားအလုတ်သမား9000ကနေ3သိန်းလောက်အတွက်ကြတော့ဘာလို့အုပ်ကူတွေနာမည်တွေကမကြံခဲ့ရလဲဒါကဒနတဟာရစစ်သင်းချိုင်းကော်မရှင် CWGC ကအာရှသားတွေကိုတမင်တက်ဖယ်ထားခဲ့တာမျိုးမဟုတ်ဘူးဗျတကယ်ပြဿနာကမှတ်တမ်းရန်ရမညီမျှမှုပါပဲအနောက်နိုင်ငံတွေမှာကသူတို့နိုင်ငံသားစစ်သားတယောက်ချင်းစီအတွက်တိကျတဲ့နာမည်စရင်းတွေလဲဆွဲအမှတ်သားပြားလေးတွေရှိတယ်စစ်ပြီးသွားတဲ့အခါမှာလည်းသူတို့လူတွေရဲ့အယိုးတွေကိုလိုက်ရှာနိုင်တဲ့ငွေကြေးအင်အားနိုင်ငံတော်အာဏာနဲ့အဖွဲ့အစည်းတွေအခိုင်အမာရှိတယ်ဗျဒါကြောင့်လည်းသူတို့မှတ်ဉာဏ်တွေကအခုလိုကြောက်တိုင်နေဖြစ်နေနေရာရသွားတာပဲတစ်ဖက်မှာရှိတဲ့အာရှသားလူသမားတွေကိုကြည့်လိုက်ပါဂျပန်စစ်တပ်ကအာရှသားတွေကိုအတင်းကျပ်ခေါ်လာတော့ကနာမည်ဘလို့ခေါ်ရဲဆိုတဲ့တရားဝင်စီးရင်စရာတေချာမလုပ်ခဲ့ဘူးစစ်ရှုံးတော့မယ်1945နောက်ဆုံးမှရောက်တော့လေစစ်ရာဇဝေမှုတက်တဲ့ဖြစ်လာနိုင်တဲ့မှတ်တမ်းမှန်သမျှကိုဂျပန်တွေကမီးရှို့ဖျက်ဆီးပစ်ခဲ့တယ်ဗျတောထဲမှာဝမ်ယော့ကနေတရက်တည်းလူရကြီးတေတဲ့အခါအလောင်းတွေကိုတွင်းကြီးတွေတူးပြီးတော့အစုလိုက်ပြုံလိုက်ပစ်ချမြေဖိုးခဲ့ကြတယ်တချို့ကလည်းတောနဲ့ကြီးတွေကိုထွက်ပြေးနေလန်ခုလက်မာတွေအသက်ပြောက်ခဲ့ရတယ်သူတို့ရဲ့ရိုးတွေကတိတ်ရွက်ချောက်တွေရှုံးဘတ်တွေအောက်မှာပဲနာမည်မရှိဘဲနဲ့တိတ်ဆိတ်စွာပျောက်ကွယ်သွားခဲ့ရတယ်စစ်ပြီးတဲ့အခါမှာလည်းမြန်မာမလေးရှားလိုနိုင်ငံတွေကကိုလိုနီလက်အောက်ကနေလွတ်အောင်ရုန်းကန်နေရစေအချိန်မို့လို့ကိုလူတွေရဲ့အယိုးကိုပြန်တူးဖော်ပြီးတော့နာမည်တက်ပေးနိုင်တဲ့နိုင်ငံတော်ရန်နေရမျိုးကျွန်တော်တို့စီမှာမရှိခဲ့ပါဘူးအဲ့ဒီတော့မှတ်တမ်းအာဖဂိုင်းဆိုတာကအတိတ်ကဖြစ်ပျက်အားလုံးကိုအလိုလျောက်ပုံဖော်ပေးတဲ့မှန်တစ်ချက်မဟုတ်ဘူးဆိုတာရှင်းသွားပါပြီဘသူရဲ့အတန်ကိုကြားရမယ်ဘသူရဲ့နာမည်ကိုတမိုင်းမှာခြံထားရမယ်ဆိုတာကိုအာဏာရှိသူတွေနဲ့သူတို့ရဲ့စနစ်တွေကပဲရွေးချယ်သွားခဲ့တာဖြစ်ပါတယ်ကဲဒီလောက်များတဲ့အမည်မသိအလောင်းတွေတောလေးရောက်တော့အောင်မြန်မာဘက်ချမ်းကရန်နေရဘလို့လေပတ်ခဲ့တယ်လေတမိုင်းကိုကြည့်တဲ့အခါမှာအလွယ်ဆုံးအလုပ်ကတော့ဒီလိုကတစ္ဆာဖောက်ပဲလို့လက်ညှိုးထိုးအပြစ်တင်လိုက်တာပါဒါပေမဲ့တကယ်နိုင်ငံရေးတမိုင်းဆိုတာကအဖြူနဲ့အမဲရှင်းရှင်းလင်းလင်းကွဲမနေဘူးဗျရွေးစရာလမ်းမရှိတော့တဲ့အခြေအနေတွေအပြေရှာရခတ်တဲ့ gray area တွေနဲ့အပြည့်ပါ
တင်မင်းတမန်ယထာလန်းကြီးစီကိုမြန်မာအလုံသမား9000ကျော်ရောက်သွားတဲ့ကိစ္စမှာအဲ့ဒီခေတ်ကအုပ်ချုပ်နေတဲ့ဒေါက်တာဘာမွန်အစိုးရကဂျပန်တွေရဲ့တောင်းဆိုမှုကိုလိုက်ရောပြီးတော့လူစုပေးခဲ့တာတော့ငြင်းမရတဲ့အမှန်တရားပါပဲဒါကိုကြည့်ပြီးတော့ဒေါက်တာဘာမွန်ကကိုလူမျိုးဂျပန်စီရောင်းစားတာပဲလို့အလွယ်ပြောလို့တော့ရပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကအခြေအနေအစ်စ်မှန်ကျွန်တော်တို့ပြန်ကြည့်အောင်နှစ်ပေါင်းများစွာဗြိတိရှတွေအောက်မှာအဖိနှိပ်ခံခဲ့ရတဲ့မြန်မာတွေအတွက်တော့1942မှာအင်္ဂလိပ်ကိုမောင်းထုတ်ပေးလိုက်တဲ့ဂျပန်တွေကအစပိုင်းမှာတော့ကက်တေရှင်တွေလိုဖြစ်နေခဲ့တာကိုအာရှသားများအတွက်အာရှဆိုတဲ့ဂျပန်တွေရဲ့အတန်မြန်မာတွေရဲ့လွတ်လပ်ရေးအိမ်မက်တွေသွားပြီးတော့ထထတဲကြနေကဲဒီလိုအခြေအနေမျိုးမှာဂျပန်စစ်တပ်ကရထားလမ်းဖောက်ဖို့လူလိုတယ်လို့တောင်းဆိုလာဒေါက်တာဘာမွန်အစိုးရအနေနဲ့မပေးနိုင်ဘူးလို့ညင်းလိုက်ရင်မြန်မာအစိုးရကိုဖျက်သိမ်းပြီးတော့ဂျပန်ကဓာတ်ရိုက်အကြမ်းဖက်အုပ်ချုပ်သွားမယ့်အန်တွေကမျက်မြင်ကိုတွေ့ပဲဒါကနိုင်ငံရေးအရထွက်ပေါက်မရှိတဲ့အကြက်တဲပါဒီလိုနဲ့ပဲချွေးတက်ဆိုတာကိုစတင်ဖွဲ့စည်းလိုက်တယ်အစပိုင်းမှာတော့ကိုတိုင်းပြည်ကာကွယ်ရေးအတွက်ရထားလမ်းသွားဖောက်ကြဆိုပြီးတော့တခန်းတနားနေကိုစီးယုံကြတယ်လာစာကောင်းကောင်းပေးမယ်3လပဲလောက်ရမယ်နေစရာအိမ်ယာတွေစီစဉ်ပေးမယ်ဆိုတဲ့ဂတိတွေကြောင့်ပဲစေတနာဝန်ထမ်းဖြစ်နေတပြောတပါသွားခဲ့ကြတဲ့လူငယ်တွေအများကြီးရှိခဲ့တယ်ဒါပေမဲ့လာအနေငယ်ကြတဲ့အခါတောတွေကပြန်လာလူတွေစီကနေလာစာလေးမရအောင်စံပြုတ်ပဲတိုက်တယ်ငှက်ဖျားတွေဝမ်းရောဂါတွေလူတွေတေကုန်ပြီးဆိုတဲ့သွေးပြက်စရာသတင်းတွေကရောက်လာတော့တယ်ဒီခါမှာစေတနာဝန်ထမ်းဝင်မဲသူဆိုတာမရှိတော့ဖြစ်သွားပြီဒါပေမဲ့ဂျပန်ကလူထက်တောင်းတယ်ဒီအချိန်မှာပဲချွေးတက်ခေါ်ယူရဲ့ရန်နီယာကြီးကမျိုးချစ်စိတ်ဆိုတဲ့ခေါင်းစဉ်ကိုဘေးဖယ်လိုက်ပြီးတော့အတင်းကျပ်လူစုတဲ့ခွဲနှက်စနစ်ဖြစ်နေပြောင်းသွားပါတော့တယ်ဗဟိုအစိုးရကနေအောက်ခြေအကြဆုံးဖြစ်တဲ့ကျေးရွာတကြီးတွေစီကိုမင်းတို့ရွာကနေလူပနေအောင်မဖြစ်မနေပေးရမယ်ဆိုတဲ့အမိန့်တွေဆင်းလာအာနာဆိုတာကအထက်ကနေအောက်ကိုဘလို့ဆင်းလာတယ်လဲဆိုတာသိချာကြည့်ပါဂျပန်စစ်ဗိုလ်ချုပ်တွေအကြောက်တရားကနေဗဟိုအစိုးရရဲ့အကြက်တဲအဲ့ဒီကနေရွာတကြီးတွေလဲပြီးတော့လာကြီးကိုညှစ်တယ်ဗျနောက်ဆုံးတော့အဲ့ဒီအာနာဆက်ရဲ့အောက်ဆုံးမှာရှိတဲ့အပြစ်မဲ့ရွာသားတွေပဲအသက်နဲ့ရင်းပြီးတော့ပေးဆက်လိုက်ရတာပါရွာတကြီးတွေကခွဲနှမ်းပြေးဖို့လူတွေကိုအတင်းကျပ်ဖမ်းရတော့တယ်ပတ်စံရှိသူတွေကသူတို့သားတွေချွေးတက်တယ်မပေါအောင်ဆိုပြီးတော့တကြီးကိုလက်ထိုးကြတယ်ဗျတချို့ဆိုရင်ကိုစားတခြားစင်းသားတယောက်ကိုငွေပေးပြီးတော့လူစားတို့လွှတ်ကြတယ်ရွာတကြီးတွေကိုယ်တိုင်ကလည်းကိုရေးကိုတာရညိုးရှိတဲ့သူတွေကိုချွေးတက်စင်းတွေကိုအညှိုးတကြီးကိုထည့်သွင်းပစ်ခဲ့ကြတယ်လွတ်လပ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာရွာသားအချင်းချင်းနိုင်ငံသားအချင်းချင်းပြန်လည်ဖိနှိပ်ချုပ်ချယ်တဲ့အကြီးတန်းလုံးတဲ့စနစ်ကြီးတစ်ခုကအသက်ဝင်လာခဲ့တာပါခမန်းချက်တွေအရချွေးတက်သားမြန်မာ9200လောက်ရှိပြီးတော့အဲ့ဒီထဲက3000ကနေ4200ကြားဘယ်တော့မှအိမ်ပြန်မလာနိုင်တော့ဘဲနဲ့တေဆုံးခဲ့တယ်လို့ဆိုပါတယ်လွတ်လပ်ရေးအိမ်မက်တစ်ခုကဘယ်အချိန်မှာကိုယ့်လူမျိုးကိုကိုယ်တိုင်ချွေးတက်တဲ့ကိုအတင်းကျပ်တွန်းပိုးတဲ့စနစ်ကြီးတစ်ခုဖြစ်နေပြောင်းလဲသွားခဲ့တာလေမြန်မာဘက်ချမ်းမှာအစိုးရကခွဲတမ်းတဲ့လူစုပေးနေချိန်မှာတစ်ဖက်ကထိုင်းနိုင်ငံမှာရောဘာတွေဖြစ်နေလဲ1941ခုနှစ်ဒီဇင်ဘာလနောက်ပိုင်းထိုင်းဝန်ကြီးချုပ်ဖီဖွန်ဆောင်ခရန်နဲ့အစိုးရကလမ်းဆောင်လမ်းကွာရောက်နေပြီဗျဂျပန်ကသူတို့နိုင်ငံကိုဖျက်ခွင့်တောင်းလာတယ်ဂျပန်ကိုညင်းပြီးတော့စစ်တိုက်မလားဒါဆိုရင်တော့တနိုင်ငံလုံးအသိမ်းခံရဖို့ပဲရှိတယ်ဒါမှမဟုတ်ဂျပန်နဲ့ပူးပေါင်းပြီးတော့နိုင်ငံရေးအာဏာတချို့ကိုတော့စောက်ကင်ထားမလားထိုင်းဆိုရဒုတိယလမ်းကိုရွေးလိုက်တယ်ဗျပြောရရင်မကောင်းဆိုးဝါးနဲ့စာချုပ်ချုပ်လိုက်ရတယ်လို့ပါပဲဂျပန်ကိုဖျက်ခွင့်ပေးုံနဲ့မကဘူးမှတ်တမ်းတွေအရာဂျပန်စစ်တပ်ကိုဘတ်ငွေ490တန်းလောက်အထိကိုအကျွေးထုတ်ချီးလိုက်ရတယ်ပြီးတော့ထိုင်းနိုင်ငံတွေကကုန်သွယ်ရေးလမ်းကြောင်းတွေမြေကြောင်းကလှေတွေကိုတုံးပြီးတော့ရထားလမ်းလုပ်ငန်းခွင်တွေစီကိုရိတ်ခါပို့ပေးရတယ်ဒီစီမံကိန်းမှာထိုင်းလုပ်သမားတွေကိုပါခိုင်းခဲ့တာဗျဒါပေမဲ့ဂျပန်ကလူပါဝါရယ်နော်ရိုက်နှက်တယ်ပြီးတော့တချို့ဂျပန်စစ်သားတွေဆိုရင်ထိုင်းဘုံကြီးကျောင်းတွေဝင်ပြီးတော့တက်ဆွဲတာတွေလုပ်လာတော့တိုင်းသူပြည်သားတွေကြားမှာအတော်လေးဒေါသထွက်စရာဖြစ်လာဒီနေရာမှာအစိုးရရဲ့နိုင်ငံရေးနဲ့တာမန်လူတွေရဲ့စိတ်ထားဘလောက်ကွာခြားသွားသလဲဆိုတာတွေ့ရလိမ့်မယ်အစိုးရကတိုင်းပြည်မပြောင်းအောင်လို့ဂျပန်နဲ့အပေးယူလုံးနေရချိန်မှာမြေပြင်ကရက်သားတွေကတော့သူတို့အသက်ကိုဗဒါနမထားဘဲနဲ့စစ်တုပ်ပန်းတွေကိုကယ်ဖို့စ조사နေကြတယ်အဲ့ဒီထဲမှာအထင်ရှားဆုံးကဘွန်ပေါင်ဆိုတဲ့ကချနဘူရီမြို့ကကုန်တယ်တယောက်ပါဘွန်ပေါင်ကဂျပန်ပြည်စီကိုရိတ်ခါသွင်းမှုတရားဝင်ကန်ထွက်ရထားရသူဗျဒါပေမဲ့ဂျပန်ပြည်မျက်ကွယ်မှာသူက V Organization လို့ခေါ်တဲ့ရှစ်ဝက်အဖွဲ့နဲ့ချိတ်ဆက်တယ်ပြီးတော့တောထဲမှာတေမင်းနဲ့စစ်ခင်းနေရတဲ့စစ်တုပ်ပန်းတွေစီကိုအသက်ကယ်ဆေးဝါးတွေငွေတွေရေဒီယိုအပိုပစ္စည်းတွေကိုဟင်းသိခင်းရွက်တောင်းနေအောင်မှဖတ်ပြီးတော့ခိုးသွင်းပေးခဲ့တာဂျပန်တွေသာမိသွားရင်သူ့မိသားစုတစ်ခုလုံးအသက်ခံမှာတေးကြတယ်ဒါပေမဲ့သူကဒီအန်တွေကိုနေတိုင်းရင်ဆိုင်ခဲ့ရဗျအထက်ကအာဏာပိုင်တွေကနိုင်ငံရေးကစားကွက်တွေရွှေ့နေချိန်မှာအောက်ခြေကအရက်သားတယောက်ကတော့ဘယ်သူမှမသိအောင်လို့ဆေးဝါးတစ်ထုပ်ကိုအသက်နဲ့ရင်းပြီးတော့ပို့နေခဲ့တာပါအစိုးရခေါင်းဆောင်တွေကဇပွဲဝိုင်းမှာနိုင်ငံရေးကစားနေတဲ့အချိန်အောက်ခြေလုပ်ငန်းခွင်မှာတော့အလုပ်သမားတွေကနေတိုင်းလိုအကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်နေရတယ်ဗျဒီစခန်းတွေထဲမှာအကျဉ်းသားတွေကိုအကြောင်းမဲ့ရရဆက်ဆက်ရိုက်နှက်နေတဲ့အဆောက်အဦရှိတယ်ခင်ဗျားတို့ထင်လိုက်မယ်ဒါကဂျပန်စစ်သားတွေပဲလို့တကယ်တမ်းသူတို့အများစုကဂျပန်တွေမဟုတ်ဘူးဗျကိုရီးယားကနေအတင်းအဓမ္မဆွဲခေါ်လာတဲ့လူငယ်လေးတွေပါသူတို့ကြည့်ပြီးတော့စစ်ရဆွဲကောင်းနေလို့အလွယ်တကူခေါင်းစဉ်တက်လိုက်လို့ရပါတယ်သူတို့ကျူးလွန်ခဲ့တဲ့ရက်စက်မှုတွေကလည်းအမှန်တကယ်ရှိခဲ့တာကိုဒါပေမဲ့ဒီနေရာမှာစနစ်တစ်ခုနားလည်အောင်ကြည့်တယ်ဆိုတာကသူတို့အပြစ်တွေကိုဖုံးကွယ်ပေးဖို့မဟုတ်အကြမ်းဖက်မှုဆိုတာကအထက်ကနေအောက်ကိုဘလို့အဆင့်ဆင့်ကူးဆက်လာတယ်လဲဆိုတာမြင်အောင်လို့ပါအဲ့ဒီခေတ်ကကိုရီးယားဆိုတာကဂျပန်ရဲ့ကိုလိုနီနိုင်ငံမှာ
ဒီလူငယ်တွေကိုဂျပန်စစ်တပ်ကအဆောင်အဖြစ်နဲ့အတင်းဆွဲခေါ်လာပြီးတော့စစ်တပ်ရဲ့ကြမ်းတမ်းတဲ့အထက်အောက်ရန်နေရာတွေကိုထည့်လိုက်တယ်ဒီစနစ်ထဲမှာဂျပန်အရာရှိကထိတ်ဆုံးကတာမန်ဂျပန်စစ်သားကအလဲမှာဗျာကိုရီးယားအဆောင်နေရာတော့သူတို့အားလုံးအောက်ဆုံးမှာရှိတယ်ကိုလိုနီလက်အောက်ခံတွေပေါ့စခန်းထဲမှာကဂျပန်အရာရှိကစိတ်မထင်သလိုဂျပန်စစ်သားကိုပါချတယ်အဲ့ဒီဂျပန်စစ်သားကသူခံရတဲ့ဒေါသကိုဖြေဖြောက်ဖို့ဆိုပြီးတော့ကိုရီးယားအဆောင်ကိုအသေးလေးကိုထက်ရိုက်တယ်ဒီလိုနဲ့နေတိုင်းရိုက်နှက်အဆက်ခွဲခံရတဲ့ကိုရီးယားအဆောင်တွေကသူတို့စီရောက်လာတဲ့အကြမ်းဖက်မှုတွေကိုဘသူစီဆက်ပြီးတော့ပုံချမယ်သူတို့မျက်စိရှိမှာသူတို့ထက်အာဏာမဲ့တဲ့စစ်တုံးပန်းတွေနဲ့အာရှသားလူသမားတွေပဲရှိတော့တာလေကဲမှတ်တမ်းတွေထဲမှာဆိုရင်ချွန်အွန်ကော့ဆိုတဲ့ကိုရီးယားသွားဆရာဝန်လေးတယောက်ကြောင့်ပါတယ်သူလည်းပဲစစ်တဲ့အတင်းသွင်းခံရပြီးတော့အထက်ကဂျပန်တွေရဲ့ရိုက်နှက်မှုကိုနေတိုင်းခံရရင်းနဲ့နောက်ဆုံးတော့သူကိုယ်တိုင်လည်းအကျဉ်းသားတွေအပေါ်ရက်စက်မှုတွေကျူးလွန်ခဲ့တဲ့သူတယောက်ဖြစ်လာစစ်လဲပြီးရောချွန်အွန်ကော့တို့လိုမျိုးအောက်ခြေအဆောင်တွေကစင်ကာပူစစ်ခုံရုံးမှာထောင်နဲ့15နှစ်အပြစ်ပေးခံရတယ်စစ်ရာဇဝတ်မှုကျူးလွန်ရင်စစ်ရာဇဝတ်ကောင်းပါပဲသူတို့ပြစ်နေသူတို့ခံရတာတော့တရားပါဒါပေမဲ့ကျွန်တော်တို့မြင်မို့လိုတာကအကြမ်းဖက်မှုဆိုတာကအထက်ကနေအောက်ကိုအဆင့်ဆင့်ကူးဆက်လာတာဖြစ်ပြီးတော့အဲ့ဒီအောက်ဆုံးအဆင့်မှာရှိနေတဲ့သူတွေကအမြဲတမ်းအစိုးဆုံးရိုက်ခတ်မှုကိုခံရစမြဲပဲဆိုတာကိုပါဒီလောက်အသက်တွေအများကြီးပေးခဲ့ရတဲ့လမ်းမကြီးကဘယ်တော့မှပြီးသွားခဲ့လဲ1940နှစ်ဇွန်လလောက်မှာလမ်းကြောင်းတွေစတိုင်းနေစနေမာလောက်ကြတော့မြန်မာဘက်ချမ်းရောထိုင်းဘက်ချမ်းကပါပြိုင်သူစဖောက်ကြပြီ1943နှစ်လယ်ပိုင်းလောက်ကစပြီးတော့စပီဒိုလို့ခေါ်တဲ့အသေးလဲအမြန်ဖောက်ခိုင်းတဲ့ကားလောက်ဖြတ်ကျော်ပြီးတဲ့အခါမှာဒီရထားလမ်းကြီးကတဖြည်းဖြည်းနဲ့ပုံပေါ်လာကဲနောက်ဆုံးတော့1943အောက်တိုဘာလ18ရက်နေ့မှာမြန်မာဘက်ကလာတဲ့လမ်းနဲ့ထိုင်းဘက်ကလာတဲ့လမ်းနှစ်ခုကဖျားသုံးစုတောင်ကြရဲ့တောင်ဘက်18ကီလိုမီတာအကွာမှာရှိတဲ့ကွန်ကွိုက်တာဆိုတဲ့နေရာလေးမှာလာဆုံကြတယ်လမ်းတစ်ဖက်ဆုံသွားတဲ့အထိမ်းအမှတ်အနေနဲ့အောက်တိုဘာ25ရက်နေ့မှာဂျပန်ဗိုလ်ချုပ်ကြီးအီကူမအီရှီဒါကိုယ်တိုင်လာပြီးတော့ရဟန်းတန်လန်းကိုကျင်းနေမှုတွေကိုဘတ်စပိုက်နဲ့ရိုက်သွင်းတဲ့အခမ်းအနားကိုလုပ်ခဲ့ကြတယ်ဂျပန်ရရှိအကုန်လုံးလက်ခုပ်တီးပြီးတော့အောင်ပွဲခံခဲ့ကြတာပေါ့ဗျာဒါပေမဲ့ဗျမေးစရာရှိတာကအပေါ်ကလူတွေရထားလမ်းပြီးပြီလို့ကြေညာပြီးအောင်ပွဲခံနေတဲ့နေ့မှာအောက်ခြေကအလုံသမားရဲ့အတွက်ကောဘာတွေပြီးဆုံးသွားပြီလဲအဖေကဘာမှမပြီးသေးပါဘူးရထားတွေနေတိုင်းသွားလာနိုင်မှုတောင်ကျရေချောင်းကျိုးကျသွားတဲ့တရားတွေပြေမှုအလုံသမားတွေဆက်လို့နေတော့မယ်လမ်းပြီးတာနဲ့ဂျပန်တွေကမြန်မာပြည်စစ်မျက်နှာစီကိုလက်နက်တွေရိတ်ခါတွေကိုနေတိုင်းအသေးတန်ပို့တော့တာပဲဒီချိန်မှာပဲမဟာမိတ်လေယာဉ်တွေကတရားတွေကိုနေတိုင်းလိုလာဘုံကျဲကြတော့တာပဲဘုံကျဲခံရလို့တန်လန်းတွေပြတ်သွားပြီဆိုရင်ဂျပန်တွေကစခန်းနဲ့ကြံနေသေးတဲ့အလုံသမားတွေကိုရိုက်နှက်ပြီးတော့ချက်ချင်းသွားပြင်ခိုင်းတယ်ဒါကြောင့်မဲရထားလမ်းသာပြီးသွားတာအလုံသမားတွေတေတာတွေငတ်မွတ်တာတွေက1945ခုနှစ်ဂျပန်တွေလက်နက်ချတဲ့အချိန်ကြီးကိုလုံးဝရမသွားခဲ့ပါဘူးတကယ်တော့ဗိုလ်ချုပ်ကြီးတွေရဲ့အောင်ပွဲခံခန်းနာဆိုတာကအောက်ခြေကအလုံသမားရဲ့အတွက်တော့နောက်ထပ်ငရေကန်အသစ်တခုစတင်လိုက်တာပါပဲ1945ခုနှစ်ဩဂတ်လမှာဂျပန်တွေလက်နက်ချလိုက်တော့ဒီရထားလမ်းကြီးအခန်းခန်းနာကလည်းတစ်စစ်ချိုးပြောင်းသွားတယ်ဗျစစ်ပီးကစားမှာတော့ဒီလမ်းကိုမဟာမိတ်တပ်တွေကထိန်းချုပ်ပြီးတော့တောထဲမှာကြံနေခဲ့တဲ့စစ်တုံးပန်းတွေကိုတွားကဲတာအုပ်ကူတွေကိုလိုက်ရှာတော့လောက်ခဲ့ကြသေးတယ်ဒါပေမဲ့မဟာမိတ်အင်ဂျင်နီယာတွေကဒီလမ်းကိုတေချာစစ်ဆေးကြည့်တဲ့အခါမှာရေရှည်73လို့ရမယ်လမ်းမျိုးမဟုတ်ဘူးဆိုတာသိလိုက်ရတယ်တရားပေါင်း680ကျော်ရှိတဲ့အထဲမှာအများစုကတစ်သားတရားရယ်လေယထာဖြတ်သွားတဲ့တေးအီနဲ့ရိုင်းနေလို့ယထာတွဲတွေကိုတွဲချင်းစီဖြုတ်ပြီးတော့လူအားနဲ့ဂီယိုတစိုက်တွန်းဖြတ်ခဲ့ရတဲ့နေရာတွေတောင်ရှိတယ်ဗျနောက်တစ်ခုကတော့တန်လန်းနေဒီတန်လန်းတွေကဂျပန်တွေဖန်တီးထားတာမဟုတ်မလေးရှားနဲ့အင်ဒိုနီးရှားဘက်ကနေအတင်းအဓမ္မဖြုတ်ပြီးတော့ခိုးလာခဲ့တာတွေမှုလို့မူလပိုင်ရှင်တွေစီကိုပြန်ပေးရမယ့်ကိစ္စတွေကလည်းပေါ်လာပြန်နေအဲဒီလိုအကြောင်းတွေကြောင့်ပဲ1948ခုနှစ်မှာအင်္ဂလိပ်အာဏာပိုင်တွေကမြန်မာနိုင်ငံဗတ်ချမ်းကယထာလမ်းပိုင်းတွေကိုအပြီးတိုင်ဖြုတ်သိမ်းပြဖို့ဆုံးဖြတ်လိုက်ကြတယ်ထိုင်းနိုင်ငံဗတ်ချမ်းကလမ်းပိုင်းကိုတော့ထိုင်းဆိုရကပေါင်စတာလင်1.5 တန်းပေးပြီးတော့ဝယ်လိုက်တယ်1958ခုနှစ်လောက်ရောက်တော့အဲ့ဒီအထက်က130ကီလိုမီတာလောက်ကိုခီးတဲ့တင်ယထာလမ်းဖြစ်နေပြန်ဖွင့်ခဲ့တယ်ဗျအခုကျွန်တော်တို့ဒီကနေ့ခေတ်ကိုတစ်ချက်ကြည့်ရအောင်ကချနာဘူရီကိုသွားမယ်ဆိုရင်တင်မေးတမန်ယထာလမ်းပေါ်မှာပျော်ပျော်ပါပါယထာစီးရင်နဲ့ဆဖီဓာတ်ပုံရိုက်နေကြတယ်ကဘာလဲခီးတဲ့တွေကိုအများကြီးတွေ့ရလိမ့်မယ်ဒီနေရာမှာခီးသွားလုပ်ငန်းကိုအပြည့်တင်နေတာမဟုတ်ဘူးဗျဒါပေမဲ့တမိုင်းကိုဘယ်လိုမှတ်မိနေမလဲဆိုတာနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့တွေးချာတစ်ခုရှိလာတစ်ဖက်မှာလူတောင်းချီတေခဲ့ရတဲ့ငရဲခန်းကြီးကပျော်ရွှင်စရာခီးသွားယထာကြီးတစ်ခုဖြစ်သွားတယ်ကဲနောက်တစ်ဖက်မြန်မာနိုင်ငံဘက်ချမ်းကတောအုပ်တွေထဲမှာကြတော့ဖြုတ်သိမ်းသွားတဲ့တန်လန်းဟောင်းနေရာတွေကိုမြက်တွေတစ်ပင်တွေပြန်ဝါမြူသွားပြီးတော့အတိတ်ကအစားနာမှန်သမျှတောနဲ့ကြီးကဖုံးကွယ်ပစ်လိုက်တယ်ခရီးသွားတွေနဲ့စီကားနေတဲ့လမ်းနဲ့ဘာမှမရှိတော့ပဲတိတ်ဆိတ်နေတဲ့တောနဲ့ကြီးဒီနှစ်ခုတည်းကဘယ်ရာကအတိတ်ရဲ့အမှန်တရားကိုပို့ပြီးတော့မှတ်မိစေတယ်လဲဘယ်ရာကလူတွေကိုပို့ပြီးတော့မေးလျော်သွားစေလဲလွန်ခဲ့တဲ့280ကျော်ကပြီးသွားတဲ့ကိစ္စတွေကိုအခုလာပြီးပြန်တူးဆွနေတော့ဘာထူးမှလဲလို့မေးစရာရှိပါတယ်တကယ်တော့တမိုင်းဆိုတာကအတိတ်ကိုလွမ်းမှုဒါမှမဟုတ်အတိတ်ကလူတွေကိုလက်ညှိုးထိုးချိန်ဆဲဖို့တတ်တော့မဟုတ်ပါဘူးဘလို့စနစ်တွေကလူနာမည်တွေကိုတမိုင်းတွေကနေဖျောက်ဖျက်ဖြစ်နိုင်တယ်လေဆိုတာကြည့်ဖို့ပါတေမင်းတမန်ယထာလန်းကြီးအသက်ဝင်လာဖို့အဓိကမောင်းနှင်ခဲ့တာကအတင်းကျပ်လောအားပေးခိုင်းတဲ့စနစ်ပါပဲလောအားပေးခိုင်းနေဆိုတာကလူကိုရိုက်နှက်ခိုင်းစေတာတတ်မဟုတ်ဘူးဗျအထက်ကနေအောက်ခြေအထိကိုအစင်းစင်းလဲပတ်နေတဲ့ရန်နေရာကြီးတစ်ခုပါအထက်ကနေအမိန်ပေးတယ်ခွဲတန်းချတယ်
အဲ့ဒီခွဲလန်းပြေးဖို့အောက်ခြေကအာဏာရှိသူတွေကတာမန်ပြည်သူတွေကိုဖိအားပေးတယ်ပတ်စံရှိသူအဆက်အသွယ်ရှိသူတွေကလက်ထိုးပြီးတော့လွတ်အောင်ယုံကြတယ်တခြားလူကိုအစားထိုးကြတယ်နောက်ဆုံးတော့ဘာအာဏာမှမရှိဘာငွေမှမရှိတဲ့အောက်ခြေလူဒန်းစားတွေပဲနိုင်ငံတော်စီမံကိန်းဆိုတဲ့ခေါင်းစဉ်အောက်မှာအသက်နဲ့ရင်းပြီးတော့ပေးဆက်လိုက်ရတာပါဒီကနေ့မြန်မာပြည်ကိုပြန်ကြည့်ပါအတင်းကျပ်လူစုဆောင်းတာတွေခွဲတန်းစနစ်တွေအာဏာရှိသူနဲ့အာဏာမဲသူကြားကခေါင်းပုံဖြတ်တဲ့ဆက်ဆံရေးတွေဒါတွေကမနေ့တနေ့မှအစ်စ်ပေါ်လာတာမဟုတ်ပါဘူးဒီစနစ်စိုးကြီးအရေးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကျွန်တော်တို့လူဖွဲ့စည်းတွေမှာခိုင်ခိုင်မာမာအမြင့်တွေနေခဲ့တာပါတန်ဖြူစရက်စစ်သိမ်းတိုင်းမှာမဟာမိတ်စစ်သားတွေရဲ့နာမည်တွေထင်ထင်ရှားရှားကြံ့ရစ်နေချိန်မှာမြန်မာချွေးတက်သား4000ကျော်ရဲ့နာမည်တွေကတော့တောနဲ့ကြီးတွေမှာပျောက်ကွယ်သွားခဲ့တယ်သူတို့ရဲ့အသက်တွေကတမိုင်းစာအုပ်တွေထဲမှာခန့်မှန်းခြေ3000ကနေ4200ကြားဆိုတဲ့ခန်းစားချက်မပါတဲ့ကိန်းဂဏန်းတွေအဖြစ်နေပဲအဆုံးသက်သွားခဲ့ရတယ်ဒီကနေ့ကျွန်တော်တို့ဖြတ်တန်းနေရတဲ့အချိန်ကာလဟာလည်းမနှက်ဖြန်အတွက်တော့တမိုင်းတစ်ခုဖြစ်လာမှာပါဒီတော့အတိတ်ကပျောက်ဆုံးသွားတဲ့အမည်နာမတွေကိုအမှတ်ရရင်းနဲ့ကျွန်တော်တို့ကိုပြန်မေးရမယ့်မေးခွန်းတစ်ခုရှိပါတယ်မနှက်ဖြန်ရဲ့တမိုင်းစာအုပ်ထဲမှာဘသူတွေရဲ့နာမည်ကကြံ့ရစ်ခဲ့ပြီးဘသူတွေကတော့အမည်မသိအုတ်ဂူတွေအဖြစ်နဲ့ပျောက်ကွယ်သွားကြအောင်မလဲ